ဘာစီလိုနာကနေလီဝင်တော့ထွက်ခွာသွားပြီးတဲ့နောက်ဖာဒန်တိုတက်ရဲ့အရေးပါမှုကအတော်လေးတိုးတက်လာခဲ့တယ်။ဘာစီလိုနာကဖာဒန်တိုတက်ကိုလာမယ့်စီမံကိန်းအသစ်တွေအတွက်အရေးပါတဲ့ကစားသမားတဦးဖြစ်သတ်မှတ်ထားပြီးဖြစ်တယ်ပေါ့နော်။လာမယ့်အပတ်မှာပဲဖာဒန်တိုတက်ကိုစာချုပ်တက်တန်းတွေပြုလုပ်တော့မယ်လို့စာချုပ်ချုပ်ဆိုဖို့အတွက်ပြုလုပ်တော့မယ်လို့ဆိုတယ်။ဖာဒန်တိုတက်အတွက်3နှစ်4နှစ်ရှိတဲ့ကမ်းလှမ်းမှုမျိုးတွေနဲ့ဖာဒန်တိုတက်ကိုကမ်းလှမ်းတော့မှာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ဖာဒန်တိုတက်ကမနစ်ကရာသီမှာလည်းအတော်လေးကောင်းမွန်တဲ့ရှေ့စမ်းတွေကိုပိုင်ဆိုင်ထားတာတွေ့ရတယ်။သူပွဲတက်ခွင့်မရတာတော့မှဖာဒန်တိုတက်ကဟန်စီဖလစ်ရဲ့လက်အောက်မှာအတော်လေးကောင်းမွန်ခဲ့တယ်။ဖာဒန်တိုတက်ရဲ့အစီအစဉ်ကတော့ရှင်းတယ်။ဖာဒန်တိုတက်ကကျွန်တော်တို့ဘာစီလိုနာမှာပဲဆက်လက်ပြီးတော့စာချုပ်ချုပ်ဆိုဖို့သူကသဘောတူညီမှုရရှိထားပြီဖြစ်တယ်။ဖာဒန်တိုတက်ကတော့သူကဟန်စီဖလစ်ရဲ့လက်အောက်မှာသူရဲ့ရှေ့စွမ်းတွေကိုတက်တည်ပြဖို့အတွက်အဓိကဦးစားပေးဖြစ်လာခဲ့တယ်။ဖာဒန်တိုတက်ကိုအသင်းကြီးတော်တော်များများကစိတ်ဝင်စားနေပေမဲ့ဖာဒန်တိုတက်ကတော့အသင်းကြီးရဲ့ကမ်းလှမ်းမှုတွေကိုအားလုံးကိုပဲပြတ်ခဲ့ပြီလို့ဆိုတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဘာစီလိုနာအတွက်အဓိကဖာဒန်တိုတက်ကတော့အဓိကဦးစားပေးဖြစ်လာခဲ့တယ်။ဖာဒန်တိုတက်ကလာမနေ့ရာသီမှာဒီထက်မကရှေ့စမ်းတွေပိုင်ဆိုင်အောင်မလားဆိုတာကျွန်တော် comment အောက်မှာဝင်ရောက်ပြီးရေးပေးခဲ့ကြပါဦးခင်ဗျာ။